ဆိုလကမဝိပင်ကတုတ်တန်ဆိုတာရှိတယ်ဟုတ်လားသူ့ဘလူလင်ကရသော်ဘုရားကိုမေးတာလေသူ့ဘလူလင်ဆိုတာပေးသူတို့ကြားဥပါတယ်တော်ရရပုံနာကြီးကမြတ်စွာဘုရားကိုမကြည်ညိုဘူးသိတဲ့အခါကျတော့ခွေးဖြစ်တယ်ဘယ်မှာဖြစ်တော့ဆိုတော့သူ့အိမ်သူမှာဖြစ်တယ်အဲ့ဒါသူ့ဘလူလင်ဆိုတာကြံခဲ့တာကိုအဲ့ဒါသူ့ဘလူလင်ကသူ့ဖေကဖြစ်လာတဲ့ခွေးလေးကိုရမ်းချစ်တယ်ရင်ဘဝဒါငါအဖေပဲလို့သူသိမှမသိပဲကိုဟုတ်လားအဲ့ဒါနဲ့နောက်မြတ်စွာဘုရားဆုံးကကြွလာတော့အဲ့ဒီခွေးကထွက်ဟောင်းတယ်ဟောင်းတော့မြတ်စွာဘုရားကနောက်မှအကျိုးရှိမှာကိုမြင်တော်မူတဲ့အတွက်ကြောင့်အဲ့ဒီခွေးလေးကိုစကားပြောခဲ့တယ်ပေါ့။ဘာပြောခဲ့တော့တော်ရရတဲ့သင်ဟာလူ့ဘဝတုန်းကလည်းငါ့ကိုယဟန်ဂေါရမနဲ့ရင့်ရင်တီတီပြောဆိုသုံးနှုံးခဲ့တယ်။ခုခွေးဖြစ်တော့လည်းငါ့ကိုဟောင်းနေပြန်ပြီ။သင်ဒီတိုင်းတာဆိုရင်တော့ငရဲရောက်လိမ့်မယ်လို့ပြောခဲ့တယ်။အဲ့ဒါကိုအခိုင်းအစီတွေကတဆင့်သူ့ဘလူလင်ကိုပြန်ပြောတာ။အဲ့ဒါခွေးကလည်းပဲသိတယ်။အဲ့လိုပြောလိုက်တာနဲ့ခါတိုင်းကောင်းတဲ့နေရာမှာအိတ်နေတဲ့ခွေးကကောင်းတဲ့နေရာမှာအိတ်ဖို့ရပုံကြကောင်းထုတ်ပြီးတော့အိတ်တယ်။ဒါသူခွေးရဲ့ပြောင်းလဲချက်ကိုမြင်လို့ခိုင်းစီတွေကိုသူ့ဘလူလင်ကမေးတာမေးတော့ဒီလိုပဲယဟန်ဂေါရမကအဲ့လိုပြောသွားတယ်ဒါအကြီးတည်းစိတ်ဆိုးပြီးတော့မြတ်စွာဘုရားဒီရောက်လာပြီးတော့ရန်တွေ့တယ်အဲ့တော့မြတ်စွာဘုရားဟုတ်တယ်အဲ့ဒါမင်းဖေပဲဖြတ်ပြတ်သားပဲပြောတာနော်မယုံဘူးဆိုလို့ရှိရင်မင်းမသိအောင်မြုပ်နှံသိသိထားတဲ့ဥစ္စာပစ္စည်းတွေရှိတယ်အဲ့ဒီခွေးလေးကိုကောင်းကောင်းကျွေးပြီးတော့ချော့မော့ပြီးတော့မင်းမေးမယ်ဆိုရင်သူလိုက်ပြီးတော့ပြလိုက်မယ်မြတ်စွာဘုရားအစီအစဉ်တိုင်းသူ့ဘလူလင်ကဆောင်ရွက်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီခွေးလေးလိုက်ပြတဲ့ဥစ္စာပစ္စည်းတွေကိုတူးယူပြီးတော့သူရရှိအဲ့ဒီမှာမြတ်စွာဘုရားကိုပြောရင်သူအရန်ကြည်ညိုသွားတာပေါ့အဲ့ဒါနဲ့နောက်တစ်ခေါက်မြတ်စွာဘုရားဒီရောက်တဲ့အခါကျတော့သူ့မှာလက်ဆောင်ပစ္စည်းအနေနဲ့ဘာပါလာလဲဆိုတော့ဥစ္စာ14ချက်ပါလာတယ်ဒါမိတို့ကြားဦးတယ်နော်လောကမှာလူဟာမွေးဖွားတဲ့လူချင်းတူပေမဲ့လို့တချို့အသက်ရှည်ကြတယ်တချို့အသက်တိုကြတယ်နော်တချို့ရုပ်ဆိုးကြတယ်တချို့ရုပ်လှကြတယ်တချို့ယောဂပေါ်တယ်တချို့ယောဂမရှိဘူးကျမ်းမာတယ်အစရှိတဲ့ဖြင့်မေကွန်း14ချက်ပေါ့အဲ့ဒီထဲမှာမေကွန်းတစ်စုံကဘာပါလဲဆိုတော့တချို့ရုပ်ဆိုးကြတယ်တချို့ရုပ်ရည်လှပတင်နေကြတယ်ဘာကြောင့်အဲ့ဒါလိုကွဲပြားခြားနားနေလဲလို့မေးတာမေးတော့မြတ်စွာဘုရားဘယ်လိုဖြေတော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်တွေမကျင်တဲ့ချက်များတဲ့ပုဂ္ဂိုလ်တွေကဖြစ်လျာဘဝမှာရုပ်ဆိုးလိမ့်မယ်တဲ့ဒေါသဟာရုပ်ကိုဆိုးစေတဲ့ကံတရားပဲနော်ဒေါသရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မေတ္တာတရားအဒေါသပေါ့နော်သူတို့ဘာရဲ့ပုံမှာချမ်းသာစေလိုတဲ့စိတ်ကောင်းစေခြင်းတဲ့စိတ်ဒါမေတ္တာပါပဲအဲ့ဒီမေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ဖြစ်တရားဘဝမှာရုပ်ဆင်းအင်္ဂါလှပတင့်နေခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိလိမ့်မယ်အဲ့ဒီဟောပြောချက်အဲ့ဒီမြတ်စွာဘုရားရဲ့တမ္ပညုတဉာဏ်နဲ့မြင်ထားတဲ့အဲ့ဒီအမြင်ကိုဒကာဓမ္မဦးဇင်းတို့အများကြီးစဉ်းစားကြည့်ရမယ်နော်ဒီဆိုးလာတဲ့ဒီစိတ်ဟာအခုသာလည်းရုပ်ကိုစိုးစီတာမို့နောက်မှလည်းပဲအစဉ်အဆက်ရုပ်ကိုစိုးစီတယ်ဆိုတာနားလည်ရမယ်။ဒါဦးဇင်းတို့တွေဒီဘဝတွေရဟန္တာဖြစ်အောင်ကြိုးစားအထောက်ကြဖို့အထောက်မယ်ဆိုရင်တော့ဒါအကောင်းဆုံးပေါ့။ဒါပေမဲ့ရည်ဘူးရအဖြစ်လူသားတွေဟာဒါဦးဇင်းတို့ပါဝင်အဲ့ဒီရည်ရွယ်ချက်ကလေးတောင်ရှိဖို့မလွယ်သေးဘူး။တကယ်လုပ်ဖို့တကယ်ဖြစ်ဖို့ဆိုတာကိုတတ်ထားလိုက်အောင်ငါဒီဘဝရဟန္တာဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိဖို့တောင်မလွယ်သေးဘူး။ရည်ရွယ်ချက်ရှိတိုင်းလည်းဖြစ်တာမဟုတ်ဘူးလေရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်မှာဖြစ်တာကိုဟုတ်လားအဲ့တော့ရည်ရွယ်ချက်လေးတောင်ကောင်းကောင်းမရှိသေးဘူးဆိုရင်ဖြစ်ဖို့ဆိုတာကအရန်ကိုဝေးသေးတယ်လို့ဆိုနိုင်တယ်ပေါ့အဲ့တော့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘောတန်တရားခီးကိုဆက်ချင်သည်ဖြစ်စေမဆက်ချင်သည်ဖြစ်စေဆက်ကြရအောင်ပဲဆက်ပြီးဆိုလို့ရှိရင်တော့ဒီရုပ်ရည်အစင်းအင်္ဂါကဘဝမှာအလုံးမစကားပြောတာပဲလူတယောက်နဲ့တယောက်မြင်လိုက်ပြီဆိုရင်ဘာကိုကြည့်ပြီးတော့ခံစားကြတာဒီရုပ်ကလေးကိုကြည့်ပြီးတော့ခံစားတာနော်ဟုတ်တယ်မဟုတ်လားကောင်းတယ်ဆိုတယ်ဆိုတာကတော့ရည်ရှိပေါင်းတင်ကြည့်မှသိရတာပေါ့ဟုတ်လားရုပ်တရက်တော့ဘာကိုပဲကြည့်ပြီးတော့လူတွေကခံစားကြလဲရုပ်ကိုပဲကြည့်ပြီးတော့ခံစားတာဒါကြောင့်ကုသိုလ်ကံအကျိုးပေးဖို့အတွက်အခြေအနေကောင်း၄ခုလိုအပ်တယ်ဆိုတာထဲမှာအဲ့ဒီဥပတိတံပတ္တိဆိုတာတပါးအပါဝင်ဖြစ်တယ်လောက်အရေးပါလဲဆိုတာစဉ်းစားရုပ်ဆိုးနေလို့ရှိရင်အရင်ဘဝကုသိုလ်ကံလေးတောင်အကျိုးပေးခွင့်မသားတတ်ဘူးတဲ့ဟုတ်လားနော်ဒါကြောင့်ရုပ်ရည်ဆင်လှပတင့်တယ်ခြင်းဆိုတာဘဝမှာလိုအပ်တယ်ဆိုတာကိုနားလည်ရတော့ဒီနေရာမှာမွေးဖွားလာတဲ့သားသမီးတွေဟာများသောအားဖြင့်အမေအဖေကိုတူကြတာပါပဲဒီမေဒီဖွေကမွေးလာတာကိုဒါပေမဲ့စဉ်းစားကြည့်အမေအဖေကိုတူတော်လည်းပဲတူတူနဲ့ပဲတချို့လှနေတယ်တူတူနဲ့ပဲတချို့ဆိုးနေတယ်ရုပ်ကမတူဘူးတော့မဟုတ်တူတယ်ဒါပေမဲ့တူရဲ့နဲ့လှတယ်မတူဘူးမဟုတ်တူတယ်ဒါပေမဲ့တူရဲ့နဲ့ရုပ်ကဆိုးနေတယ်ဘယ်လောက်စိတ်ဝင်စားရကောင်းလဲ